Hello everyone ကဲအခုနော်မဲဆောင်မျိုးမှာစီနေတဲ့မဲရမဒဲလီနောက်တစ်ခေါက်ရောက်သွားဖြစ်ပြပြီချစ်တို့ရေဒီတစ်ခါမှလာပြမလဲဆိုတော့ဒီမှာကြည်လိုက်စမ်းဒါကကြတော့ coffee ဆိုင်အသေးတီဆောက်ထားနေပါတယ်ရှေ့ချစ်တို့ရေပြီးသွားလို့စီနော် coffee ရောင်းနေပါတယ်နော်ချစ်မိတ်ဆွေတို့ရေလာလေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်အပန်းဖြေပြီးတော့ coffee ဝယ်တောက်လို့ရပါတယ်စီအချိုကြီးပဲဖြစ် coffee ပဲဖြစ်ဖြစ်အစုံရောက်မှဖြစ်ပါတယ်နော်ချစ်တို့နော်ပြီးလို့စီဒီနေရာမှာထိုင်ပြီးတော့နော်ဟိုးပဲအောက်မှာ view တွေစုခေတွေကြည့်မယ် coffee တွေတောက်မယ်အရာမပျော်စရာကောင်းတယ်အရာတာရတဲ့လေးအေးလေးနဲ့နော်ခံစားမယ်ပြီးလို့စီအစိမ်းမာတွေလည်းရှုခေတွေလည်းစီတယ်ပန်းလည်းစီတယ်နောက်ဆိုရပန်းတွေအများကြီးဆက်ထားမယ်ပေါ့နော်ချစ်တို့နော်ပြီးလို့စီရေကလေးအားကစားကွေးလည်းလုံးမယ်ဖြစ်ပါတယ်ရှေ့ပေါ့နော်အမကတော့ idea အမျိုးမျိုးတက်ပြီးတော့ဘာတွေဆိုတော့အကိုလိုကိုတီဆောက်ပြီးတော့ထွေမယ်ပေါ့နော်ချစ်တို့နော်အခုဆိုရေကဲ PK coffee ထိုင်သားမှုဖြစ်ပါတယ်အခုဆိုရင်ပြည့်စီမစိုးသေးဘူးဆိုတော့ coffee တွေပါတယ်မရောင်းသေးဘူးပေါ့နော်တကယ်လို့ရောင်းဖြစ်ပြီးဆိုရင်ကကြတော့နော်ဘာရစီမလဲဆိုတော့နော်ဗီဒီယိုနဲ့တင်ပေးမယ်ဖြစ်ပါတယ်စီကဲနောက်ဆိုရင်တော့လာလဲပြီးတော့အေးစစ် coffee ဝယ်တောက်မယ်ဘာအေးတွေအချိုရည်ဘာတွေအစိုးဝယ်တောက်မယ်ပြီးလို့စီထိုင်မဲစကားပြောမယ်တပ်ပို့ရိုက်မယ်နော်ချစ်တို့နော်ဒီမှာပဲကြည့်လိုက်တာတော့ညနေခေဆိုတော့နော်တိတ်ပြီးတော့မမောင်သေးဘူးနော်ကင်မရာထိုင်ပြီးတော့ကိုရိုက်တယ်ပေါ့နော်ဘသူမှကိုကင်မရာမလုပ်ပေးဘူးကိုဖိုးချီတော့ကိုထောင်ပြီးတော့နော်ရိုက်လိုက်ယူပဲချစ်တို့ရေနော်ညနေခင်းဆိုဒီမှာလဲစုခီရအရာလိုက်ဒါတော့မိုးရွာသေးတယ်ပေါ့နော်ချစ်တို့နော်ကဲလာလေချစ်လို့ဆိုရင်လာလို့ရပါပြီရှင်